ငွေလက်ရ YouTube channel လေးမှာလိုက်လဲစွာကြိုဆိုပါတယ်ဗျဒါကျွန်တော်ငွေလက်ရ YouTube channel လေးမှာမင်္ဂလာပါလို့ပဏမာဦးစွာနှုတ်ခွန်းဆက်တာပါတယ်ဗျာနော်ဆရာစိန်ပေါင်းတီးကိုချစ်ကြတယ်လို့မျိုးကျွန်တော်ကိုချစ်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျဝမ်းလဲဝမ်းသာပါတယ်ဝမ်းလဲဝမ်းမြောက်ပါတယ်ဗျာနော်အဲ့ဒီအတွက်လည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်ဒါကျွန်တော်ငွေလက်ရ channel လေးမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးသွားမှာဖြစ်ပါတယ်ဗျာနော်ဒါအခုဆိုရင်ဒါကျွန်တော်တို့ဒီပွဲမှာဆိုရင်ကျွန်တော်ငွေလက်ရအနေနဲ့ဒါကလင်နာနဲ့အတူကျွန်တော် site ကလေးတွေရှင်းပြခြင်းပေမဲ့ကျွန်တော်မှအစင်အသင့်မဖြစ်သေးတဲ့အတွက်ဒီပွဲမှာတော့ဒါကျွန်တော်ကလင်နာနဲ့ site ကလေးတွေကိုကျွန်တော်ရှင်းပြမပေးနိုင်သေးတဲ့အတွက်ဒါကျွန်တော်ရဲ့ချစ်မိတ်ဆွေများကိုဒါကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ဗျာနော်သို့ပေမဲ့ကျွန်တော်တို့ဒီနေ့တိုက်ပေါ့နော်နေ့တိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်9နာရီခွဲခဏထွက်ပြီးတာနဲ့ကျွန်တော်စီးကြောပေါ့နော်ဒီစီးကြောကင်ပြီးတော့ဖြစ်ပေါ်လာတဲ့နေ့တိုက်ပေါ့နော်တနေ့ကိုတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ဝင်တဲ့ဒါနေ့တိုက်ပေါ့ဗျာနော်ပြတ်ခဲတဲ့နေ့တိုက်ကလေးဖြစ်ပါတယ်ဗျာနော်ကဏ္ဍကတော့အကွက်များတယ်ကဏ္ဍအကွက်များတယ်ဆိုပေမဲ့ချင်းမိတ်ဆွေများကင်ပြီးတော့တူညီလာလေးတွေရှိရင်ကြိုက်နှစ်သာရလေးတွေရှိရင်တင်ကနန်းလေးအဖြစ်ရွေးချယ်နိုင်အောင်လို့ဒီပွဲမှာတော့ကျွန်တော်9နာရီခွဲဈေးထွက်ပြီးတိုင်းမှာကျွန်တော်အမြဲတမ်းဒါကျွန်တော်ပို့အနေနဲ့တော့၎င်းကျွန်တော်short video အနေနဲ့တော့၎င်းကျွန်တော်ဒါတင်ပေးသွားမှာဖြစ်ပါတယ်ဗျာနော်ဆိုတော့အဲ့ဒီထဲမှာလဲဒါကျွန်တော်တို့ကဏ္ဍကတော့သူကတော့ပုံသေးမရှိဘူးဗျာနော်ကျွန်တော်တို့စီကြောနဲ့ရှာလာဖြစ်တဲ့အတွက်ပုံသေးမရှိပါဘူးဗျာနော်အဲ့ဒီထဲမှာလဲကျွန်တော်အနေနဲ့တင်ကနန်းလေးတွေကိုဒါကျွန်တော်အနေနဲ့အကောင်းဆုံးကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒီအတွက်လဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများကင်ပြီးတော့ဒါကျွန်တော်ရဲ့မူ site ဒါကလင်နာ site ပေါ့ဗျာနော်ကျွန်တော်တို့ formula site ကလေးတွေကတော့ဒါကျွန်တော်လာမယ့်ပွဲလောက်မှဒါကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့မိတ်ဆွေများအတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးပါမယ်လို့ဒါကျွန်တော်အနေနဲ့ပြောကြားခြင်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်အခုလိုအားပေးကြတဲ့ချင်းမိတ်ဆွေများတယောက်ချင်းစီတိုင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့လူတိုင်းတာတိုင်းရနိုင်တဲ့ပုံကူများဖြစ်ကြပါစေလို့ဒါကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်ခင်ဗျာနော်